နာညာဝိပဿနာစိတ်နဲ့ခလေတန္တရာလဲတာပါလေသောတာပန်တို့သရဂံတို့ရုပ်ပေါ်ကနေပြီးတော့လဲနေတာအသင်ပေါ်တယ်အဲ့ဒီလိုဖြစ်နေတော့တခါကြီးခလေတန္တရာမှာအောက်တန္တရာလွတ်ပြီးတော့ခလေတန္တရာလဲပြန်ရုပ်ပေါ်မှာသွားပြီးတော့ဥပါဒဖြစ်အယိုရဲလို့မြင်နေတဲ့အယိုစိတ်ဖြစ်တယ်ပုတ်တယ်လို့စိတ်ဖြစ်တယ်မဲချောင်ပြီးတော့လောင်ကျွမ်းနေတယ်လို့စိတ်ဖြစ်တယ်ရေမြုပ်ရေဆိုင်ခဲကြီးစူပွက်နေတယ်လို့ဒီစိတ်ဖြစ်တယ်ရုပ်ပေါ်မှာလဲနေနော်ဒုက္ခဝေဒနာတော့မရှိတော့ဒုက္ခဝေဒနာချုပ်သွားပြီဒုက္ခဝေဒနာလည်းလွတ်သွားပြီဒုက္ခဝေဒနာမခံစားတော့ဘူးဒါကြောင့်မလို့ဝိပဿနာတရားကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်ဟာမျက်စိမိတ်ထားလဲမနှောထွာလဲစိတ်ကနေပြီးတော့ခန္ဓာကိုယ်ကြီးကိုတခါတည်းပုံလိုက်ပွားလိုက်အင်းပြောချပွားလိုက်နေဆိုတော့အရုပကြီးလက္ခဏာယုတ်ကြီးပေါ်နေလက္ခဏာယုတ်ပုံလားဒါတွေကလက္ခဏာယုတ်ကြီးပါဒီလက္ခဏာယုတ်ကိုမိမယောက်ျားထင်းနေတယ်မဟုတ်လားပုရုသေများမိမယောက်ျားချောတယ်လှတယ်ဝတယ်ဖြူတယ်အားဖွေးတယ်မလီဝလိုက်ချာသည်ဖြူလိုက်ချာသည်ချောလိုက်ချာသည်မျက်ခုံမူလေးရကောင်းလိုက်ချာသည်ပြင်ပါလေးရကောင်းတာဦးမင်းတို့အတိတ်ကတက်ထင်းနေတာထင်းနေပါဦးမင်းတို့ထင်တာအခုတခါကြီးတော့ထင်မှာဟုတ်ပါဘူးဦးမင်းတို့ထင်ခဲ့တာအတိတ်က46နှစ်လုံးအထင်ခဲ့တာနော်ဥပါဒသိရုပ်ပေါ်မှာလဲနေတာဣနေတာဖြစ်နေတာနော်ဒါကြီးတဏှာကအပဲပို့တာမဟုတ်ဘူးမှန်ပါဗျာနော်ဒိဋ္ဌိကပဲပို့တာမှန်ပါဗျာဒိဋ္ဌိကပို့တာပါတဏှာကသံဃာသုံးွယ်လဲတာမှန်ပါဗျာသံဃာနေချက်မှန်ပါဗျာဒိဋ္ဌိကပဲပို့တာမှန်ပါဗျာဒိဋ္ဌိကပဲပို့တာနော်တဏှာကလဲတာသံဃာကြီးလဲတာနော်လဲတာတဏှာကဘယ်တော့မှအပဲမဟုတ်ဒိဋ္ဌိကပို့ဒိဋ္ဌိကဒါကြောင့်အောက်သံဃာဒိဋ္ဌိပြုတ်သွားမှုအရေးကြီးတယ်ရေတော့မြစ်ကြီးပြုတ်သွားမှုသန္တရာကတော့ခလေသန္တရာတို့အထက်သန္တရာတို့လဲနေလေပေါ့သန္တာလိုက်စီစဉ်ခံစားကြနေတယ်အဲ့လိုဘုရားလက်ထက်ကဝိသခါတော်အကြီးဟာငါ့ချစ်သမီးတဲ့ဘုရားဟောငါဘုရားနဲ့အတူတူကနိဗ္ဗာန်လိုက်လာတဲ့လိုက်ချင်လေဘာဖြစ်လို့လဲဆိုတော့လိုက်စီစဉ်ခံစားကြနေတယ်သတ္တနာမဟုတ်လားမှန်ပါဗျာကာမကိလေသာအာယုခံစားကြနေတယ်မှန်ပါဗျာအဲ့ဒီခံစားကြနေတဲ့စိတ်ဖြစ်နေတဲ့ဥစ္စာရောအပေလေးပါကြလို့လားမှန်ပါဗျာသိကြည့်တော့ပေါ့နော်တဏှာပဲအပဲမို့ဒိဋ္ဌိကပဲပို့တယ်နော်အဲ့တော့အခုလာရောက်တဲ့တရားတော်မတွေလည်းပဲဒိဋ္ဌိကိုအရင်သားဖို့အရေးကြီးတယ်ဒိဋ္ဌိဘယ်မှာရှိလဲတဲ့ဒုက္ခဝေဒနာပေါ်ကနေပြီးတော့ဒိဋ္ဌိဖြစ်နေတာမသိကြဘူးအဲ့ဒီဒုက္ခဝေဒနာထုတ်သွားပြီဆိုတော့ဥပါဒဒိဋ္ဌိထုတ်သွားပြီဆိုရင်တဏှာလဲကျလိုက်လေတော့လူလက်ကြီး၆တာလဲပြမ20လဲတော့အောက်တန်တော့တော့ပေါ်ပြီအဲ့ဒီလိုလဲကျင်လဲပေါ့ကာမကိလေသာတိတ်တိတ်အောင်ဝိသခါဓမ္မကြီးတို့တိတ်တိတ်အောင်ခံစားယူပကိလေသာတိတ်တိတ်အောင်ခံစားမကောင်းဘူးလားကောင်းပါရဲ့ဗျာရေသောမြင့်ကြီးတော့အမြင့်ပါဗျာမှန်ပါဗျာရေသောမြင့်မှာအမြင့်ပါမပြတ်လို့ရှိရင်အပယ်လေးမှာနေမဲ့ထောက်ပြီးတော့မိုးကြောင်းဟဲ့အောင်ပါပဲစိတ်သာချဒါကတော့မလွတ်ဘူးဘာကြောင့်လဲဒုက္ခဝေဒနာဘောကနေပြီးတော့ဥပါဒစိတ်တွေဖြစ်ပြီးဒိဋ္ဌိကြီးကတွန့်ချလိုက်နော်ဘယ်လိုဒီမဲ့မဟာပထဝီမြေကြီးဘောကနေပြီးတော့လူဝဲဝတ္ထုတွေတခါတည်းသိမ့်မောက်မကြီးနဲ့အောင်ဘဝရှိအောင်ကပုံလို့ဒိဋ္ဌိမပြုတ်သမျှကလပ်ပါလုံး၄ရွာနဲ့အိမ်မခဲမှန်ပါဗျာမလွတ်နိုင်ပါဘူးမလွတ်နိုင်အခုလူတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားနဲ့ဘယင်းနေပါပြုတ်သွားပြီးအာဘောကမင်းကြီးတော့လူတဲ့ပုဂ္ဂိုလ်ရှိပါဦးလားရှိပါဗျာဗေဒီမောက်၈000လေးတော့ရေမောက်၈000လေးတော့ရေသွင်းမောက်၈000လေးတော့ကျောင်းမောက်၈000လေးတော့ရေသွင်းမောက်တခါတည်းကိုသူသားတွေအိမ်မှာသားတွေတခါတည်းအကြည့်ကျမန္တကြီးထိုးပြီးတော့သူအိမန္တကြီးကိုမာနပြည့်လို့တခါတည်းရှင်ဥပ္ပုတ်ကျောင်းကပုတ်တရားလားရှင်ဥပ္ပုတ်ကိုယ်တိုင်မန္တကြီးတောင်းပါမှန်ပါလားဆောက်ပြရပါအဲ့ဒီပုဂ္ဂိုလ်ကြီးစေတော့ဒိဋ္ဌိမပြုတ်တော့ဥပါဒစိတ်ကလေးဥပါဒဖြစ်နေတဲ့စိတ်ကိုဥပါဒမပြုတ်တော့ပြောတယ်အပေလေးပါပိတ်တိုက်ဖြစ်တယ်ဒါသားတွေသမီးတွေကကယ်လိုက်လို့မကယ်ရင်ကိုကျွန်းနဲ့ရောအဲ့တော့ကိုကမလှုပ်ရှင်လို့သားတွေသမီးတွေတိုက်တွန်းကြဓမ္မကြီးတွေဒကာကြီးတွေဘုရားလက်ထက်ကလည်းဒီမဲ့အာသောကမင်းကြီးကသားတွေသမီးတွေကဒီမဲ့အရိယာတွေဖြစ်တော့သွားကြရတယ်